ရေများလို့အပင်သေးနေတယ်ဆိုတာသိလားအပင်ကိုဂယုစိုက်လို့ရေများလောင်းတာတကယ်တော့အန္တရာယ်ရှိနိုင်ပါတယ်ဒီမှာရေများလွန်းနေတဲ့လက္ခဏာ၃ခုပထမတစ်ခုအရွက်တွေအဝါရောင်ဖြစ်လာတယ်ဒါကအမြစ်ကအာဟာရမယူနိုင်တော့လို့ပါဒုတိယတစ်ခုမြေတစ်ချိန်လုံးဆူဆွတ်နေတယ်ရေမချောက်ဘူးဆိုရင်အမြစ်ပုတ်နိုင်ပါတယ်တတိယတစ်ခုမြေကအနံ့မကောင်းဘူးဒါကမှုဖြစ်နေတဲ့လက္ခဏာပါဒါကြောင့်ရေမများလွန်းအောင်သတိထားပြီးမနက်ပိုင်းမှာပဲရေလောင်းပေးပါအပင်ကိုရေများလွန်းလောင်းတာဟာအမြစ်ပုတ်စေပြီးပန်းကယ်ဖြစ်စေနိုင်ပါတယ်ဒီဗီဒီယိုမှာရေများနေတဲ့လက္ခဏာ၃ခုကိုပြထားပါတယ်မိမိအပင်တွေကိုစစ်ဆေးပြီးကာကွယ်နိုင်ဖို့စစ်လုပ်ထားပါနော်နေ့တိုင်းစိုက်ပျိုးရေးနည်းလမ်းကောင်းတွေကိုမျှဝေပေးနေမှာဖြစ်လို့ channel ကို subscribe လုပ်ပြီးစောင့်ကြည့်ပေးကြပါဦးနော်